ကဘလောက်ဒီအောင်ဆွဆွဲတယ်ဆိုမြတ်စွာဘုရားတရားဟောနေတဲ့ပိဋကအလဲကောင်မှလာပြီးတော့ကိုယ်ဆောင်မျိုးသမီးအောင်ဆောင်ပြီးတော့ဘုရားကိုလာဆွဆွဲတာဘုရားရဲ့ဘဝမှာဆွဆွဲခံရမှုကြီးနှစ်ခုကြုံခဲ့တယ်နော်တေချာစဉ်းစားကြည့်မယ်လူဘဝရလာတဲ့အခါလူတိုင်းဆွဆွဲခံရတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ဘဝမှာအကြီးအကျယ်အရှက်တကွဲအကျိုးနဲ့ဖြစ်အောင်ဆွဆွဲခံရမှုကြီးဟာနှစ်ကြိမ်ကြုံခဲ့ဘူးသုံးတရီဆိုတဲ့ပြပိုင်းမှာရဲ့ပြဿနာတစ်ခုစိတ်စမာနဝိကာလို့ဆိုတာရဲ့ပြဿနာတစ်ခုအောင်ချင်းရှင်ပါထဲမှာတော့စိတ်စမာနဝိကာအကြောင်းသိနေကြတယ်ပေါ့နော်အဲ့တော့မသိတာကသုံးတရီဆိုတဲ့ပြပိုင်းမှာရဲ့ပြဿနာဆွဆွဲခံရမှုကြီးတွေကအမြဲတမ်းဖြည့်ရှင်းရခက်တဲ့ဆွဆွဲခံရမှုကြီးနှစ်ခုကြုံခဲ့ဘူးတဲ့ဘုရားလောင်းမြတ်စွာဘုရားဘဝမှာကြုံခဲ့တယ်အဲ့လိုကြီးမားတဲ့ဆွဆွဲခံရမှုကြီးနှစ်ခုကြုံတာဟာလည်းပဲကံကြမ္မာဝတ်ကြွေးကိုပေးဆက်ရတာတစ်ချိန်လုံးကဆွဆွဲခဲ့ဘူးတဲ့သူကိုယ်တိုင်ဆွဆွဲခဲ့တာအဲ့ဒီဆွဆွဲခဲ့တဲ့ပြစ်မှုတွေကိုသူကိုယ်တိုင်ခံရတာတဲ့ဘာလို့ဆိုလို့ရှိရင်ဖုဒ္ဓမြတ်စွာဘုရားရဲ့လက်ထက်အခါကာလမှာသူကဖုဒ္ဓမြတ်စွာဘုရားရဲ့တာဝကတွေဆွဆွဲခံရတာနဲ့ပတ်သက်လာတဲ့အခါမှာသူကဘယ်သူဖြစ်ခဲ့တာတုံးလို့ဆိုမုနာလိဆိုတဲ့လူဆိုးလူပေတယောက်ဖြစ်ခဲ့ခုခေတ်တော့နန္တရားလို့ပြောခြင်းပြောမှာပေါ့ပါဠိစာပေကဒုဋ္ဌလို့ဆိုတဲ့အသုံးနဲ့သုံးတယ်ဒုဋ္ဌဆိုတာအပျော်ကျူးသမားလူဆိုးပေါ့ကစားကျူးတယ်အရက်ကျူးတယ်ကာမကျူးတယ်ဆိုတဲ့အဲ့ဒီအပျော်ပန်းလိုက်စားပြီးတော့မကောင်းတာဆိုအကုန်လုံးတဲ့လူမျိုးကိုဒုဋ္ဌလို့ခေါ်တယ်ပေါ့ကျင့်ကြုတ်ကအဲ့ဒီမုနာလိဆိုတဲ့ဒုဋ္ဌဘဝမှာလူဆိုးဘဝမှာသူကသူရပိဆိုတဲ့ပိစိကဗုဒ္ဓမထေရပိစိကဗုဒ္ဓအရှင်မြတ်ကိုသူကဆွဆွဲခဲ့ဘူးတယ်မဟုတ်တရုံနဲ့မတော်မတရားဆွဆွဲခဲ့တယ်နော်တကယ်ပိစိကဗုဒ္ဓကိုသွားပြီးတော့ဆွဆွဲခဲ့တယ်အဲ့ဒီဆွဆွဲခဲ့တဲ့ပြဿနာကံကြမ္မာကြောင့်ဒီဘဝမှာအကြီးအကျယ်ဆွဆွဲခံရဘယ်လိုဆွဆွဲခံရတော့ဆိုဒီပြဿနာကဒီဆွဆွဲမှုကြီးကဘယ်မှာဖြစ်တယ်ဆိုတာဝတိပြည်မှာဖြစ်တယ်တာမန်ပုဂ္ဂိုလ်ဆိုရင်ဖြေရှင်းမှုရအမှန်တန်ခက်ပါမြတ်စွာဘုရားကိုကြီးညိုတဲ့ပုဂ္ဂိုလ်တွေကအလွန်များတယ်ယဟန်တွေကိုကြီးညိုတဲ့ပုဂ္ဂိုလ်တွေကလည်းအမှန်တန်များတယ်ဒါကြောင့်မို့လူတွေကလှူကြတန်းကြဘုရားအကြောင်းတော်ကိုသွားကြလာကြလှူကြတန်းကြဆိုတော့တစ်ဖက်ဘာသာကြားတွေမှာရှိတယ်ပရပိုက်တီကြီးညိုမဲ့လူမရှိဘူးမေးမဲ့လူမရှိဘူးလာမဲ့လူမရှိဘူးအဲ့ဒီအခြေအနေမျိုးရောက်သွားတဲ့အခါကျတော့ကိုတစ်ဖက်ကဒါလူရဲ့တဘာဝကိုစဉ်းစားကြည့်ပေါ့တစ်ဖက်ကသိကြီးပွားနေပြီးတော့တစ်ဖက်ကလုံးဝနှိမ့်ကျသွားတယ်ဆိုရင်အဲ့ဒီတစ်ဖက်ကဘာလုပ်မလဲမနာလိုတွေဖြစ်လာတာပေါ့နော်အဲ့ဒီ provide တွေကမနာလိုဖြစ်လာတဲ့အခါကျတော့လောက်ကြံဆွဆွဲမှုကြီးတစ်ခုဖန်တီးကြရုပ်တိရှိအောင်သူတို့ဘယ်လိုဖန်တီးတုံးလို့ဆိုတော့သူတို့ provide တွေထဲမှာအမျိုးသမီး provide မလေးတွေလည်းရှိငယ်ငယ်ရွယ်ရွယ်တွေသုံးတရီဆိုတဲ့ provide မလေးကရုပ်ဆင်းကအမတန်မှချောမောလှပါတယ်ငယ်လဲငယ်အဲ့တော့သူ့ကိုတိုက်တွန်းကြတယ်ဆွဆွဲဖို့ရအတွက်သူ့ကိုအသုံးပြုကြတယ်ပေါ့သူကဘာလို့ပေးရမလဲလို့ဆိုရင်နေ့စဉ်ဖះเจ้าတော်ကဒကာဒကမတွေတရားနာပြီးအပြန်မှာသူကเจ้าတော်ဘက်ကိုသွားရတရုပ်ဆောင်တာပေါ့လေခုခေတ်လို့ဆိုလို့ရှိဟုတ်ကဲ့လူတွေကတွေ့တယ်သုံးတရီပဲသွားတာတော့ဆိုရင်ဇေတော်အကြောင်းသွားမလို့အဲ့ဒီအပြောလေးနဲ့သူကဇေတော်အကြောင်းကိုနေတိုင်းသွားတာညနေဝင်ချိန်ဆိုရင်ဇေတော်အကြောင်းသွားပြီကြံတဲ့လူတွေကဖះဘူးတရားနာပြန်လာရင်သူကဇေတော်အကြောင်းပဲသွားတယ်သို့တော့ဇေတော်အကြောင်းသားရောက်တဲ့အခါကျတော့အဲ့ဒီမဝင်ဘူးလှက်ပတ်ဝင်လာပြီးတော့တခြားလမ်းကနေထွက်သွားတယ်ပေါ့ဘာဖြစ်လာအောင်တော့ဆိုလူတွေတန်တရားဖြစ်လာအောင်လုပ်တဲ့သဘောပေါ့နောက်အဲ့ဒါလိုအများ
တိလောင်ညနေတိုင်းဇေရွန်အကြောင်းသွားတယ်ဆိုတာလေးကပတ်ဝန်းကျင်ကပြောဆိုလာတဲ့အချိန်လေးမှာဘာလို့တော့ဆိုတော့အမတန်ရက်စက်တဲ့အကြံပဲသုံးတရီကိုလူသားသမားငှားပြီးတော့တပ်ပလိုက်တယ်တပ်ပြစ်ပြီးတော့သုံးတရီရဲ့အလောင်းကိုဇေရွန်အကြောင်းထဲမှာသွားပြီးတော့ပြစ်ထားတယ်လူတွေဖះကိုပန်းနေပူဇော်တဲ့ပန်းနေနဲ့အမိုက်တွေပြစ်တဲ့နေရာထဲမှာသုံးတရီရဲ့အလောင်းကိုဖုံးပြီးတော့အဲ့မှာပြစ်ထားလိုက်တယ်အဲ့ဒါလို့လဲတပ်ဖြတ်ကျူးလွန်ပြီးတဲ့နောက်မှာသုံးတရီပျောက်နေတယ်နဲ့ဘင်းစီတိုင်တာပေါ့တိုင်တော့လိုက်ရှာဘယ်မှာတန်တရားရှိတော့ဟာဒီအပိုင်းမှာ तू နေတိုင်းဇေရွန်အကြောင်းသွားတယ်ညနေဆိုရင်အဲ့ဒီပဲသွားတယ်ဇေရွန်အကြောင်းမသင်္ကာဘူးဆိုသွားစစ်တယ်သူ့အလောင်းကဇေရွန်အကြောင်းတွေကတွေ့လာတယ်အဲ့ဒီလိုတွေ့လာတဲ့အခါကျတော့ဘာလို့ကြတော့ဆိုဒီသုံးတရီလေးကိုမတရားပြုကျင့်ပြီးတော့အခုလိုတတ်ပြစ်ပြီးတော့ဖုံးကွယ်ထားကြတယ်ဒီယဟန်တန်ဃာတွေကလောက်ကြယဟန်ဂေါရမသူ့တပည့်တွေနဲ့ဒါတွေကိုကျွလွန်ပြီးတော့လူသားမှုထီအောင်ကျွလွန်ရတယ်ဆိုပြီးတော့မြို့ထဲမှာလိုက်ကြော်ညကြကဲတော့ဒီဆွဆွဲမှုကြီးကဘယ်လောက်ကြီးကျယ်တဲ့ဆွဆွဲမှုကြီးတော့စဉ်းစားကြည့်မယ်ဆိုရင်ဖြည့်ရှင်းမှုအလွန်ခက်တယ်နော်မှန်ပါဗျာတတိတက္ကရာတဲ့ရှာဖို့အလွန်ခက်တယ်အဲ့ဒီလိုဖြစ်နေရင်ကနေပြီးတော့အလုံးကလူတွေကရသောအပြင်လူဆိုတာကအသိဉာဏ်မရှိတဲ့လူကများတာဘယ်လိုလုပ်တော့ဂေါရမဘုရားနဲ့တပည့်တွေတော်တော်ဆိုးတာပဲသုံးတရီကိုမတော်မတရားလုပ်ပြီးတော့တပ်ဖြတ်ထားကြတယ်တပ်ဖြတ်မှုကျွလွန်တဲ့ဆိုပြီးတော့ဒီလိုအိုးတောင်းလည်းဖြစ်နေတဲ့အချိန်မှာဘာဖြစ်လာယဟန်တန်ဃာတွေမြို့ထဲရွာထဲဆုံးခံသွားတယ်ဆိုလို့ရှိရင်ဆဲကြတယ်အတင်းပြောကြတယ်မဟုတ်တာတွေပြောကြတယ်ဆိုယဟန်တန်ဃာတွေမျက်နှာမလှဘူးပေါ့ဆုံးခံသွားဖို့ယဟန်တွေကမြို့ထဲကိုမသွားရဲအောင်ဖြစ်လာတယ်ပေါ့အခြေအနေကအဲ့လိုလောက်ထိအောင်ဆိုးလာနောက်ကြတော့သူတို့လုပ်တဲ့လုပ်ရဟာပေါ်လာငှားရမ်းပြီးတော့တတ်တဲ့လူသားသမားတွေကအရက်သမားတွေဆိုတော့သူတို့အရက်တော်ရင်တော့ဟုတ်လားထရင်မှုတော့နွားကိုပေါ်ကျွဲကိုပေါ်ဆွာလို့သူတို့တတ်တယ်ဆိုတာပေါ်လာတဲ့အခါကျတော့အဲ့ဒီအကြောင်းကိုစုံစမ်းထောက်လှမ်းနေတဲ့ပုဂ္ဂိုလ်တွေကဒီစကားလည်းကြားရောပြီးတော့မေးတဲ့အခါကျတော့ဟုတ်တယ်သူတို့တတ်တယ်ဘုရားတတ်ခိုင်းတာတော့ဆိုပရပိုက်တွေကတတ်ခိုင်းတာဆိုသူတို့ရဲ့လောက်ရကြီးအဲ့ဒီမှာပြန်ပေါ်သွားတာဒီဆွဆွဲမှုကြီးဟာကြည်တာမန်အနေနဲ့ဆိုဖြည့်ရှင်းမှုအမတန်ခဲရနေရသော်ဘုရားဟာအခုလိုဆွဆွဲခံရတာဟာဘာကြောင့်လို့ဆိုလို့ရှိရင်မုနာလီဆိုတဲ့လူဆိုးဘဝတုန်းကပိစိကဗုဒ္ဓတပါးကိုသူကဆွဆွဲခဲ့တယ်တဲ့အဲ့ဒီဆွဆွဲခဲ့တဲ့ပြစ်မှုရဲ့ကံကြမ္မာဝတ်ကြွေးကိုသူခုပေးစားတာတာမန်နဲ့ဆွဆွဲခံရဘူးတဲ့နော်ဘုရားတော်မှာဒီလိုပေးစားရတယ်လို့ဒီလိုပြောတာတခါဒုတိယအကြိမ်လို့ပြောပါစို့ဆွဆွဲခံရတဲ့ပြစ်မှုကြီးတစ်ခုပြန်ပြီးတော့ပေါ်လာခဲ့ပြန်တယ်အဲ့ဒီဆွဆွဲခံရမှုကတော့ဘာတော့ဆိုလို့ရှိရင်စိတ်စမာနရဲ့ဆွဆွဲခံရမှုအဲ့ဒါစမာနကိုဝိုင်းပြီးတော့တိုက်တွန်းကြတယ်စိတ်စမာနကလည်းရုပ်ရည်ကလှပချောမောတော့မြတ်စွာဘုရားနဲ့ဘာလို့ပြောပြီးတော့ဆွဆွဲကြတယ်အလုံးကြားဦးနေကြတာဒါကတော့နော်အဲ့ဒီမှာတာမန်ပုဂ္ဂိုလ်တွေမဖြေရှင်းနိုင်ဘူးတရားမင်းနဲ့နတ်သားတွေကနေစိတ်စမာနရဲ့ဖန်တီးထားတဲ့အရာကိုလူလည်းကောင်းမှထင်ရှားလာအောင်ဆွမ်းဆောင်ပေးလို့စိတ်စမာနရဲ့ပြဿနာဟာရှင်းသွားတာတဲ့အနုဘဆိုမရှင်းဘူးဘလောက်ထိအောင်ဆိုးရုံလို့ဆိုလို့ရှိရင်စိတ်စမာနမြတ်စွာဘုရားကစိတ်စာမာနဝိကာလို့စာထဲမှာရေးတယ်စိတ်စာဆိုတာမကြီးပင်ပေါ့နော်မကြီးနဲ့နာမည်ပေးထားတာလည်းဖြစ်တယ်သမုတ်
ကြီးပင်မှာအမိပြုတ်ပြီးတော့မွေးတဲ့မိန်းကလေးလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့တန်သေးတစားနဲ့သို့မဟုတ်မကြီးပင်အောက်ကကောက်ရတဲ့မိန်းကလေးလည်းဖြစ်ချင်းဖြစ်မှာပေါ့သူ့ကိုစိန်စာမာနဝိကာလို့နာမည်ပေးထားတယ်ရုပ်ရည်အစဉ်ချောမောတာပါတယ်သူကဘလောက်ထိအောင်ဆွတ်ဆွဲတော်ဆိုမြတ်စွာဘုရားတရားဟောနေတဲ့ပိဋကအလဲကောင်မှလာပြီးတော့ကိုယ်ဆောင်မျိုးသမီးအောင်ဆောင်ပြီးတော့ဘုရားဟောလာဆွတ်ဆွဲတာအဲ့လိုဆွတ်ဆွဲတဲ့အချိန်မှာမြတ်စွာဘုရားကလည်းဘယ်လိုလုပ်ဖြေရှင်းမလို့နော်အလုံးခက်တယ်ဆွတ်ဆွဲတယ်ဆိုတာဟာလေမြတ်စွာဘုရားကဘာပဲပြောလိုက်နိုင်တော့ဆိုလို့ရှိရင်မြတ်စွာဘုရားကရှင်းတော့ကခက်ကဘုရားယဟန္တာတွေအရိယာသူတော်စင်တွေကအမျိုးသမီးဆိုလို့ရှိရင်ပဋိနိနှမဆိုတဲ့အခေါ်မျိုးခေါ်လေးရှိတယ်နှမတဲ့ဒီကိစ္စမင်းနဲ့ငါနှစ်ယောက်တည်းပဲဟုတ်တယ်မဟုတ်ဘူးသိပါတယ်လို့ဘုရားဒီလောက်ပဲပြောတာအဲ့ဒီမှာသူကဗာပြန်ပြောတော့ဆိုရင်သိလို့ပဲဒီလိုဖြစ်တာပေါ့လို့ပြောတယ်နော်မြတ်စွာဘုရားကဘာမှပြောတော့ဘူးအဲ့ဒီအချိန်မှာသူ့လုံးကြံထားတာတွေဟာပေါ်သွားတယ်ပေါ့ဒီပြဿနာကြီးကိုလည်းဆွဆွဲခံရတာဟာမြတ်စွာဘုရားဒီအလောင်းတော်ဘဝတုန်းကဝိတ္တပုမြတ်စွာဘုရားလက်ထက်မှာဝိတ္တပုမြတ်စွာဘုရားရဲ့တာဝကဖြစ်တဲ့နန္ဒမထေရကိုဒီလိုကိစ္စမျိုးနဲ့ဆွဆွဲခဲ့ဘူးတဲ့ဘုရားလောင်းကလူလေကောင်မှာဆွဆွဲခဲ့ဘူးတယ်အဲ့ဒီဆွဆွဲခဲ့တဲ့ကံကြမ္မာဝတ်ကြွေးကိုပြန်ပြီးပေးစားရခြင်းဖြစ်ပါတယ်ဒါဟောဒါဆွဆွဲခံရမှုကြီးနှစ်ခုတိုင်းကျော်ပြည်ကျော်လူသိတဲ့ဆွဆွဲခံရမှုကြီးနှစ်ခုဖရာဘဝမှာကြုံခဲ့ရတယ်